ပြင်ဦးလင်ကိုရောက်ရင်ပုံမှန်စားနေကြဟက်လက်ဆိုင်လေးအပြင်ကိုဘာစားမှမသိတဲ့ဖူဒီလေးတွေအတွက်ကျွန်တော်စားနေကြဟက်လက်ဆိုင်လေးနဲ့ပြန်ပြီးတော့ share လုပ်ပေးချင်ပါတယ်ဒီ vlog ထဲမှာပါတဲ့ဟက်လက်ဆိုင်လေးကတော်တော်များများတည်ပြီးသားဆိုပေမဲ့တချို့ဆိုင်လေးရဲ့မီနူလေးကစားလို့ရန်ကောင်းပြီးတော့လူသိမ့်မတည်သေးရမို့လို့ကျွန်တော်ပြင်ဦးလင်ကိုရောက်တိုင်းဒီဆိုင်လေးမှာဘာမှစားခဲ့လဲဆိုတာကိုကျွန်တော်နဲ့အတူတူဒီ vlog လေးကိုအဆုံးထိကြည့်လိုက်ကြရအောင်Hello အားလုံးပဲ Assalamu alaikum လည်းဦးရဲဝင်းလင်ကို page ကပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီ vlog လေးကတော့ဒီတစ်ပတ် Sunday ပြင်ဦးလင်ကိုမိသားစုနဲ့အလဲပတ်သွားရင်းနဲ့မထင်မှတ်ဖဲနဲ့ကျွန်တော်လမ်းမှာစဉ်းစားမိရပါတော့ပြင်ဦးလင်ကိုရောက်ရင်ဟက်လန်ဆိုင်တော်တော်များမေးကြတယ်နောက်ပြီးတော့ချုဆိုင်လေးဆိုရင်ပုံမှန်စားနေကြဆိုင်လေးဖြစ်ပြီးတော့ချုဆိုင်လေးじゃမတည်သေးတဲ့ဆိုင်လေးလည်းပါတယ်ဆိုတော့ကျွန်တော်ဒီနေ့သွားစားခဲ့တဲ့ဆိုင်လေးကိုအားလုံးသိအောင် vlog လေးရိုက်မယ်ဆိုပြီးတော့စတင်ပြီးရိုက်ခဲ့ပါတယ်ကျွန်တော်သွားခဲ့နေရတယ်ပြင်ဦးလင်ရာသီဥတုကထုံးစံတိုင်းပဲမိုးအုပ်ပြီးတော့အေးစိမ်နေပါတယ်ကျွန်တော်ပထမဆုံးသွားစားခဲ့တဲ့ဆိုင်လေးကတော့ရွှေပန်းသီးဆိုတဲ့ဆိုင်လေးဖြစ်ပြီးတော့စီလိုင်းဆိုတဲ့လမ်းရဲ့ထိတ်ဆုံးမှရှိပါတယ်လိပ်စာကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့စိုးစံဘော်ရာဆောင်ရဲ့နောက်တလန်းချားပေါ့နော်ကျွန်တော်လိပ်စာအတိအကျတော့မပြောတတ်ပေမဲ့တော်တော်များများကအိုင်နာမှာမေးတော့သိကြပါတယ်ရွှေပန်းသီးဆိုတဲ့ဆိုင်မှာနာမည်အကြီးဆုံးကတော့ဒီပေါက်စီပါကျွန်တော်ပေါက်စီကိုဒီကုတကကိုလာစားရတဲ့ဒီကိုအရင်နာမည်ကြီးပါတယ်နောက်ပြီးတော့ဒီဆိုင်မှာမာလာနစ်တွေမာလာမုံတွေအကျော်လော်တွေပြင်ကိုတခြားဒေသတွေအစားအစာတွေလည်းအဆုံးရပါတယ်ဒီရွှေပန်းသီးဆိုတဲ့ဆိုင်မှာလည်းပန်းသီးဟင်းတွေဟင်းမွေးတွေလည်းအဆုံးရရပေါ့နော်ကျွန်တော်အဲ့ဒီကတော့ထမင်းစားဖို့သွားရင်းနဲ့ပဲဒီပေါက်စီကတော့မဖြစ်မနေစားရမှာမို့လို့ကျွန်တော်အရင်ဆုံးမှစားခဲ့ပါတယ်ဒီဆိုင်မှာလေးပေါက်စီကအရသာ12မျိုး73မျိုးလောက်ရှိရတဲ့မှာကျွန်တော်ကတော့အမဲမွားဆက်နဲ့ကြက်မွားဆက်ကိုအရင်ကြိုက်ပါတယ်သူ့ရတာကလေးအမဲသားကိုမှမာလာရတာလေးကိုမှဆက်ဆက်ကလေးနဲ့ပေါက်စီကလည်းလုံးဝပူကျက်နေပြီးတော့ရာသီဥတုကအေးအေးလေးနဲ့ကိုမှစားကြည့်လိုက်တဲ့အခါမှာအရင်စားလို့ကောင်းပြီးတော့တစ်လုံးဆိုရင်တော့ခဏပါပဲဟင်းမွေးကတော့ကျွန်တော်တို့ကထုံးစံတိုင်းပဲကြက်ရှင်စက်ကြက်ကုန်းမောင်မှာပြီးတော့ထမင်းလေးနဲ့ဆွဲခဲ့ပါတယ်ဒီဆိုင်ဟင်းမွေးလေးကစားလို့ကောင်းပြီးတော့ပူရှင်းလည်းများပါတယ်ဒါပေမဲ့ကျွန်တော်ဒီဆိုင်မှာဆိုရင်ဒါနည်းနည်းလေးပေါ့ရလို့ပေါ့နော်ကျွန်တော်တို့အလေးစားရဆိုရင်နည်းနည်းလေးခိုင်းလို့ရပါတယ်ကျွန်တော်အဲ့ဒီကတော့ပေါက်စီနှလုံးစားပြီးတော့ကြက်ရှင်စက်လေးနဲ့ထမင်းဝါဆွဲခဲ့ပါတယ်ဒီဆိုင်ဟင်းမွေးစင်းတုံးလေးတွေကလည်းအသင်းနဲ့ရှိပြီးတော့ဟင်းတစ်ပွဲဆိုရင်လူတစ်ယောက်လောက်အေးဆေးစားလို့ရပါတယ်ကျွန်တော်ကတော့ဒီပြုံးလင်းကိုရောက်တိုင်းပန်းသီးထမင်းစားမယ်ဆိုရင်တော့ဒီရွှေပန်းသီးမှာလာစားဖြစ်ပါတယ်တောင်ပေါ်ရောက်ရင်ပန်းသီးထမင်းစားရလဲရှားရပေါ့နော်ခုလိုမျိုးပေါ့နော်ပန်းသီးထမင်းကောင်းစားရင်လည်းဆိုရင်တော့ရွှေပန်းသီးဆိုရင်ဆိုင်မှာသွားစားကြည့်ပါအရင်စားလို့ကောင်းပါတယ်ဒါကတော့ကျွန်တော်နေ့လည်သားစားပြီးတော့သူ့မင်္ဂလာကိုသွားလဲခဲ့ပါတယ်သူ့မင်္ဂလာကလည်းအခုနောက်ပိုင်းဆိုရင်ဒါတော်တော်များလေးပြုံးလင်းရောက်ရင်မဖြစ်မနေသွားမယ်နေရာထဲမှာပါလာပြီးတော့တော်တော်လေးစီတယ်လို့ကလေးကစားဝင်လည်းရှိရမို့လို့အရင်ဆင်ပြေပါတယ်တော်သားမျိုးရောဆိုတဲ့အတိုင်းပဲဒလိကတတာစားတဗီယိုရိုက်ခိုင်းပြီးတော့ကိုဘက်မှာကျွန်တော်တို့ရဲ့ဒူမာတွေကအစော်နေရကိုကျွန်တော်ထိုင်ဆောင်ပေးရပါတယ်ကစားခွင့်ကတော့ကလေးလူချင်းမြေကစားလို့ရပါမယ်ကျွန်တော်အဲ့နေရာမှာကစားပဲနဲ့ဒီဝရဏာကြီးမှာတော်တော်များများလည်းတပုံရိုက်ကြတဲ့နေရာကြီးပေါ့နော်အဲ့မှာသွားပြီးတော့တပုံရိုက်ခဲ့ပါတယ်တပုံလေးရိုက်ပြီးတော့အပုံမှာတက်ကြီးဟိုကြည့်တီကြီးပြီးတော့ကျွန်တော်အိုချာမှာအေးသွားဝယ်ခဲ့ပါတယ်အိုချာဆိုရင်အခုပြုံးလင်ဆိုင်ဝဲနေနဲ့သူ့မင်္ဂလာရဲ့အောက်ဆုံးထပ်ပေါ့နော် ground floor ဒီ capital supermarket ကအရှိတဲ့မှာဖွင့်ထားပါတယ်အိုချာရဲ့စိတ်နေချာ bestseller menu ဖြစ်တဲ့ double chocolate lava ကတော့ကျွန်တော်အိုချာရောက်တိုင်းဖြစ်မနေတောင်းနေကြ menu ဖြစ်ပါတယ် double chocolate lava ကတော့ဒီဆိုင်ရဲ့ signature လို့ပြောလို့ရပြီးတော့လုံးဝပြည့်နေပြီးတော့အရန်တောက်လို့ကောင်းတာမို့လို့ချွေချူမပြောတော့ပါဘူးဒါကတော့အသေးအလဲသွားရင်းနဲ့အမဲသားစီစိန်တွေရောအာလူကြော်တွေရောပမုံတွေရောချကျွလို့အဝါဆွဲခဲ့ပါတယ်နောက်ပြီးတော့ညာသေးတဲ့ငါခံရှိုးပါရဲ့အမဲတို့တို့ကလည်းပြုံးလို့ရောက်တိုင်းမဖြစ်မနေစားရမယ့်ဆိုင်ထဲမှာပေါက်ပါတယ်ဒီဆိုင်ရဲ့အသက်ကတော့အချင်းလို့ပြောလို့ရပြီးတော့အချင်းကလည်းပြည့်နေပြီးတော့ဒုံတုံးကလည်း300လား400လားမျိုးပြောင်းသွားပြီမဲ့စားလို့ရန်ကောင်းခဲ့ပါတယ်ဒီဆိုင်ရောက်ရင်ဒုံတုံးအချောင်း30 40ကတော့အနည်းဆုံးစားပြီးတော့ကျွန်တော်အဲ့ဒီကတော့ဒုံတုံးလေးစားလိုက်ဟင်းပူပူလေးတောက်လိုက်နဲ့ရာသီဥတုနဲ့လုံးဝကွက်တိဖြစ်နေခဲ့ပါတယ်ပြုံးလေးရောက်တကားပေါက်စီရောထမင်းတွေရောဒုံတုံးတွေရောစားပြီးတော့ကျွန်တော်နောက်ဆုံးမိတ်အနေနဲ့လမ်းလိုက်တာရဲ့မလိုင်းခီးမဝယ်ပြီးတော့ပြန်ခဲ့ပါတယ်လမ်းလိုက်တာကတော့ပြုံးလင်နိုင်စင်နားမှာရှိပြီးတော့ဒီဆိုင်မှာဆိုရင်ဒါမလိုင်းခီးမကအရန်စားလို့ကောင်းပါတယ်တော်တော်များများကဒီဆိုင်ရောက်ရင်ယူကီးမပဲစားနေကြဆိုပေမဲ့ဒီဆိုင်ရဲ့မလိုင်းခီးမအရန်စားလို့ကောင်းပြီးတော့မလိုင်းနေရောပါတာမို့လို့ရောက်ရင်မဆားကြည့်ဖို့ recommend လုပ်လိုက်ပါတယ်သူကလေမလိုင်းနေနဲ့ကျုပ်နေတဲ့တခြားလေးမွေပေးထားပြီးတော့ကျွတ်ကလေးချိုပေးထားမို့လို့အရန်စားလို့ကောင်းပါတယ်ပြုံးလင်ရောက်ရင်လမ်းလိုက်တာရဲ့မလိုင်းခီးမကိုလည်းပါဆယ်ဝယ်စားကြည့်ဖို့မမေ့နဲ့နော်မန္တလေးမှာမလိုင်းကီးမစားဖို့ပါဆယ်ဝဲနေပဲပြင်ဦးလင်ရောက်ရင်ပဲဆိုင်စားမှမသိတဲ့ဖူဒီလေးတွေအတွက်ဒီဆိုင်လေးသွားစားကြည့်ဖို့ recommend လုပ်ရင်းနဲ့နောက်ဘလော့မှာပြောနေကြမယ်နော်အားလုံးပဲအဆလာမုအလိုင်ကွမ်